10 စားလောက်ဈေးကြီးတယ်ငရုတ်စီမွေးကပုံမှန်ငရုတ်သီးစီချက်လိုမျိုးထက်10 စားလောက်ဈေးကြီးတယ်ဘာလို့လဲဆိုတော့သူထဲမှာပါဝင်တဲ့ပါဝင်ပစ္စည်းတွေကြောင့်ပါဝင်ပစ္စည်းဟင်းခတ်မွေးကြိုင်ပေါ့နော် spices တွေကို18မျိုးလောက်သုံးပြီးတော့မှပြုလုပ်ထားတဲ့ငရုတ်စီမွေးဖြစ်တယ်ဒီထဲမှာပါဝင်ပစ္စည်းတွေကိုဒီမှာတစ်ခုချင်းစီရိုက်ပြီးတော့တခြားလေးပြထားတယ်ကိုယ်တိုင်းအိမ်မှာလှုပ်ရှားခြင်းနဲ့လုပ်လို့ရအောင်လို့ပါဝင်ပစ္စည်းက18မျိုးထိပါတယ်ဒါတော့ငရုတ်ကောင်းကိုစကားတိုက်ပြီးမှတေချာပြန်ချတာပေါ့နော်သူကမှုံလေးဖြစ်နေမှစားလို့ကောင်းတာပြီးတော့စီယိုလေးချိန်မြင့်ကြီးနဲ့ကျွမ်းနေအောင်မကြော်ရအောင်စီအေးလေးနဲ့ပေါ့နော် sorry မီအေးလေးနဲ့ကြာလေးကြော်ပေးရတာပေါ့နော်ဒါမှပဲစီရဲ့အနံ့အမွေရထွက်တာတော်တော်လေးစီပူလာပြီဆိုလို့ရှိရင်မီအားကိုပြန်လျှော့ဖို့လိုတယ်ပေါ့နော်ဒီလို spices တွေ18မျိုးလောက်ပါတဲ့အတွက်လည်းသူကတော်တော်လေးပို့ပြီးတော့စားကောင်းတယ်ပုံမှန်ဆိုရင်ပုံမှန်ဟင်းပွဲတစ်ခုစားကောင်းမှုအတွက်ဆိုလို့ရှိရင်ခရူးစီတွေရောငံပြားရီစားအချုံမုံကြက်သားမုံစသဖြင့်အရသာတွေအများကြီးကိုတော်တော်လေးအရသာပါတဲ့ပေါ့နော်ပါဝင်ပစ္စည်းမှန်သမျှအကုန်လုံးထည့်ရတယ်ငရုတ်စီမွေးမှာကြတော့အဲ့ဒီ spices 18မျိုးလောက်ပါတဲ့အတွက်သူထဲမှာအရသာ2မျိုးလောက်နဲ့တော်တော်လေးအရသာရှိနေတာ